free size နဲ့ plus size ကိုအတူတူပဲလို့ထင်နေတဲ့လူတွေရှိလားအားလုံးပဲမင်္ဂလာပါမာကတိချဲသွားပြီပါဒီနေ့မှဗာလေးလာပြောပြပေးတာလဲဆိုရင် local မှာနည်းနည်းလေးလွဲနေတယ်ပေါ့နော် free size နဲ့ plus size ကိုအတူတူပဲလို့ထင်နေတဲ့သူတွေကိုအမကမတူဘူးဘလို့ချက်တွေကွာဟာချက်ရှိလဲဆိုတာလေးကိုအမချက်လာပြီးပြောပြပေးတာပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် free size ဆိုတာဘာကိုပြောရလဲပေါ့နော်အဲ့တော့ free size ဆိုတာတစ် site ထဲတီးတန့်ထုတ်ထားပေမဲ့လူတိုင်းဝတ်လို့ရအောင်လို့လုပ်ထားတဲ့ size မျိုးမဟုတ်ဘူးဆိုလိုချင်တာကမဟုတ်စမောကနေပြီးတော့ 2XL ဘောင်အတွင်းလောက်တာဝတ်လို့ရအောင်ဖန်တီးထားတဲ့ပုံစံကို free size လို့ခေါ်တယ်အဲ့တော့အဲ့ဒါကခန္ဓာကိုယ်ရဲ့အချိုးစားအရက်မှာဆိုလို့ရှိရင်လည်းငမတို့9ပေ6 9ပေခွန်လောက်ထိကိုဝတ်လို့ရအောင်ဖန်တီးထားတဲ့ပုံစံဒီဇိုင်းအပိုင်းအဖြစ်လဲရိုးရိုးရှင်းရှင်းလေးနဲ့ဘဲချိန်ဘဲခါဝတ်မယိုးတဲ့ပုံစံမျိုးလေးကဒါ free size ထဲမှာပါတယ်လို့ trending နောက်ကိုလည်းလိုက်တင်တဲ့လောက်လိုက်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ပုံပြီးပြန်ပြီးတွဲဆက်တာအောင်မှာပါ free size ထဲမှာပါတယ်နော်အဲ့တော့ size မှာတော့ free size ဆိုမဲ့ free size fashion ဆိုတာလည်းတတ်ရှိရဟဲ့လားအခုနောက်ပိုင်းဆိုလို့ရှိရင်လည်း local brand တွေတော်တော်များများ free size ကိုပဲထုတ်ကြတယ်ဘာကြောင့်လဲဆိုတော့ size by size နဲ့ထုတ်လို့ရှိရင်တချို့ရေကြလည်းအထည်ကျန်တာတွေဖြစ်တယ်ဒါအမားတို့ကိုယ်တိုင်လည်းလက်ရှိရွှင်းတာဝတ်ထည်ဖြန့်ချီကိုလောက်ကင်နေတာဖြစ်တဲ့အတွက်ဒီလိုပြဿနာမျိုးတွေအများစုကိုမှဖြည့်ရှင်းချလိုက်တဲ့နည်းသည် free size နဲ့ထုတ်တဲ့အပိုင်းပေါ့နော် free size နဲ့ထုတ်ချလိုက်တာပဲဒါပေမဲ့ဒါကြီးကလည်းအများတန်းဖြည့်ရှင်းပြီးတော့ပြဿနာကရှင်းသွားတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့လေခါလေအမကဒီရွှင်းတာအဝတ်ထည်ဖြန့်ချီကိုရောင်းချတဲ့အချိန်မှာဆိုလို့ရှိရင် customer တွေကမေးတယ်ပေါ့နော်သူကရင်55လောက်ရှိတယ်အမောက်ထုတ်ထားတဲ့ free size ဆိုတဲ့ဖောင်ထဲမှာဝင်လာပေါ့နော်တကယ်တော့ရင်55လောက်ဆိုတဲ့ဟာတွေက50ရဲ့အထက်တွေပေါ့ 2XL 3XL 4XL တွေဆိုတာ free size ထဲမှာမပါတော့ဘဲနဲ့သူက plus size ထဲမှာပါသွားပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေအတွက်ဆိုလို့ရှိရင်အမောက်က plus size အတွက်ကိုတီးတက်ဖန်တီးရတယ်ဒါဆိုရင် plus size ဆိုတာဘာကိုပြောတာလဲ plus size ဆိုတဲ့အတိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်ကဝါနေတဲ့အတွက်အင်ကြီးတွေကိုပွရောင်ရောင်ကြီးဝတ်မှအဆင်ပြေမှာလားအမမေးချင်တာမဟုတ်ဘူးเนาะနိုင်ငံခြားမှာဆိုလို့ရှိရင်လေတကယ်ကိုခန္ဓာကိုယ်ပြည့်ပေမဲ့သူတို့လေ crop top လေးတွေဟဲ့လားဘောင်းမီလေးတွေလေအတူလေးတွေအရှိလေးမျိုးစုံလုံးဝခန္ဓာကိုယ်သေးတဲ့လူတွေပါဝတ်လို့ရတဲ့ fashion ပုံစံမျိုးတွေပါဝတ်စင်တယ်ဒါပေမဲ့ local မှာကျတော့အဲ့လိုမျိုးမဟုတ်ချို့ကြလို့ရှိရင်လေအဲ့လို fashion မျိုးကိုကြိုက်တယ်ပေါ့နော်အမကိုယ်တိုင်ကလည်းခန္ဓာကိုယ်ပြည့်လေးတွေနဲ့ဝတ်တဲ့လူတွေဆိုလို့ရှိရင်လိုပွားကြီးဝတ်တာတဲ့ဆိုင်အဲ့လို fit လေးတွေကိုမှဟိုပေါ်တီပေါ်လေးနဲ့ဝတ်တာတွေကသူတို့အတွက်ပို့ပြီးတော့လဲလှစေတယ်ပေါ့နော်ဆိုလိုချင်တာကဒီကိုဖန်တီးလိုက်ထုတ်လုပ်သူတယောက်အနေနဲ့ကြောက်လေကိုဖန်တီးလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ဝါတဲ့သူကိုကဖန်တီးပေးရမယ်သူ့ကိုတွေ့သွားတဲ့ဟန်လေးသူ့ရဲ့ခန္ဓာကိုယ်ဝါနေတဲ့နေရာလေးချို့နေရာမှာအစီခောက်ရှိတဲ့နေရာလေးကိုဖုံးဖိသွားအောင်လို့ပိတ်စလေးနဲ့ဘယ်လိုကစားမလဲပတန်လေးနဲ့ဘယ်လိုကစားမလဲနောက်တစ်ခုအယောင်လေးနဲ့ဘယ်လိုကစားမလဲဆိုတဲ့အပိုင်းတွေကအစတေချာလေးကိုစဉ်းစားပြီးတော့မှထုတ်လို့ရောင်းချတဲ့နေပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အယောင်လိုင်းလေးဆိုလို့ရှိရင်လေအယောင်ရင်းတွေမှplus size ကိုလောက်ရတာမျိုးမဟုတ်ဘဲနဲ့အယောင်အနှုတ်လေးတွေနဲ့ရောပတန်လေးတွေဘယ်လိုကစားရမလဲ shape လေးတွေဘယ်လိုပေါ်လွင်အောင်ကစားသွားမလဲเนาะအဲ့တော့ plus size ဆိုတဲ့အတိုင်းကိုက plus size ဝင်နေပေမဲ့အင်ကြီးတွေကိုအခုချိန်ဒီပွားရောင်ရောင်ကြီးပွားကြီးနဲ့ဖဖရရကြီးဝတ်နေသေးတယ်ဆိုလို့ရှင်အခုကစပြီးကိုပြောင်းလဲကြည့်လိုက်ဟဲ့လားခန္ဓာကိုယ်လေးတို့ fit ဖြစ်သွားတဲ့ပုံစံမျိုးလေးတွေတေးသွားတဲ့ဟန်လေးတွေဟဲ့လားကိုကအယောင်အနှုတ်လိုင်းမဝတ်ချင်ဘူးဆိုရင်တော့မှအယောင်အရင်လိုင်းလေးမှာဆိုလို့ရှိရင်အနက်ရောင်ကတော့အားလုံးသိကြရတယ်ပေါ့နော်ပြီးလို့ရှိရင်နီညိုရှင်းရင်လေးပြီးရခါကြလို့ရှိရင် navy ပြဆူဆူလေးတွေပေါ့နော်အဲ့လိုအယောင်လေးရာကြလို့ရှိရင် plus size တွေအတွက်အရန်ကိုကြည့်လို့လှတဲ့အယောင်လေးတွေပြီးပိန်သွားတယ်လို့ထင်ရတဲ့အယောင်လေးတွေပေါ့နော်ဒါကြောင့်မို့ကိုကအခုကစပြီးတော့ ready to wear ကိုထုတ်ရောင်းနေတယ်free size ကိုပဲတီးတန့်သွားနေတယ်ဒါမှမဟုတ်လို့ရှိရင် plus size ကိုပဲတီးတန့်သွားနေရဆိုခုနအရှိရပြောခဲ့တဲ့အချက်ကလေးတွေကိုပြန်ပြီးတော့စဉ်းစားပြီးတော့ creative ပြန်လုပ်ပေါ့နော်တကယ်လို့ကိုကအခုမှစပြီးတော့ ready to wear မှာ free size တစ် site ထဲကိုပဲထုတ်ရောင်းခြင်းနဲ့ free size မှာပုံကြကြလေးဖြစ်ဖို့အတွက်ဆိုတာဒီတကယ်တော့ပြောမယ်ဆိုရင်လွယ်လာတဲ့အရာတော့မဟုတ်ဘူးသိလားဘာကြောင့်လို့လဲဆိုတော့ရင်30လောက်ကနေခါကြရင်ရင်28ကနေရင်42လောက်ထိသွားရတာမျိုးဖြစ်တဲ့အတွက်မဟုတ်ဆိုခန္ဓာကိုယ်တော်တော်လေးသေးတဲ့ထဲမှာပါတယ်ဆိုပေမဲ့ free size ဝတ်လိုက်တိုင်းအမားတို့ရဲ့ရွှင်သားအဝတ်ထည်ဖြန့်ချီရေးမှာတစ်ချက်သွားကြည့်လိုက်ပခုံးကြီးဟိုလိုမျိုးကြာနေတာလားလုံးဝမဟုတ်ဘူးเนาะအဲ့လိုမကြအောင် pattern တွေကိုဘယ်လို creative လုပ်မလဲဆိုတဲ့အပိုင်းလေးတွေကိုအမတို့မကြခင်မှာဆိုရင်အတန်းဖွင့်ပေးဖို့လည်းရှိရပေါ့เนาะအဲ့ဒီအတန်းမှာဆိုလို့ရှိရင်မဟုတ် Grace Fashion School ကနေပြီးတော့အတန်းလေးကျင်ညာပေးမယ်တကယ်လို့ကိုကဒီ free site တွေကိုအခုမှစပြီးတော့ထုတ်ရောင်းခြင်းနဲ့ pattern တွေကိုတီးတန့်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင် Viber နံပါတ်39969055ခုမှာလာပြီးတော့ appointment လေးယူပြီးတော့အမနဲ့တူတူလာပြီးဆွေးနွေးလို့ရပါတယ်အဲ့တော့ဒီအခုဆိုလို့ရှိရင်အမပြပြပေးသွားတယ်ဒီ free site နဲ့
plus size ဆိုတဲ့အကြောင်းအရာလေးကအားလုံးအတွက်ရှင်းလင်းသွားမယ်လို့လည်းအမယုံကြည်ပါတယ်ဒါဆိုရင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်ဆုံကြမယ်နော်အားလုံးပဲတတ်တာပါ